နိုင်ပဲသမီးရဲ့နှုတ်ကိုပိတ်သိလေအသုံးပြုပါမည်အကြောင်းတန်ရှင်တော်ဝိညာဉ်တော်ဖျားကိုရောကိုခေါ်ဖိတ်တဲ့အခါမှာနာဇရက်မြို့သားယေရှုခရစ်တော်ရဲ့နာမကိုအမည်ပြုလဲနှုတ်ကပတ်တော်ကိုကိုရောလက်ထဲကိုအပ်ပါ၏မြတ်စွာတော်ဖဖျားသခင်အာမင်ဟာလေလုယာဟာလေလုယာရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး18အငယ်7မှ14ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး18အငယ်7မှ14ဖြစ်ပါတယ်အတူတကွကျွန်တော်တို့ဖတ်ကြရအောင်အဘေရုထင်ကြသနည်းတိုးတရားရှိသောသူ၌တိုးတကောင်သည်လမ်းလွဲ၍ပျောက်လင်ထိုသူသည်96ကောင်သောတိုးတို့ကိုတောင်ပေါ်မှထားခဲ့ပြီးမှလမ်းလွဲ၍ပျောက်သောတိုးတကောင်ကိုတွား၍ရှာသည်မဟုတ်လောတွေ့ပြင်းလင်လမ်းမလွဲ၍ပျောက်သောတိုး96ကောင်၌ဝမ်းမြောက်ခြင်းရှိသည်ထက်ထိုတိုးတကောင်၌တာ၍ဝမ်းမြောက်ခြင်းရှိသည်ဟုငါအမှန်ဆို၏ထိုနည်းသူကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဘသည်ဤသူငယ်တယောက်ကိုမှပျက်စီးစေခြင်းကအလိုတော်မရှိတဲ့ဟာလေလုယာဒီနေ့ဒီနှုတ်ကပတ်တော်နဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ဖွင့်ပြခြင်းကိုကျွန်တော်တို့ခံယူသွားမှာဖြစ်ပါတယ်96ကောင်တော့တူနော်လိမ်ပါတယ်လမ်းမလွဲဘူး96ကောင်တော့တိုးကိုထားပြီးတော့အဲ့လမ်းလွဲတဲ့တိုးတကောင်ကိုဘာဖြစ်လို့သွားရှာရတယ်လဲပြန်ပြီးမှဆင်ခြင်တယ်ဘာဖြစ်လို့ဒီကိုမှ96ကောင်ရှိပြီပဲတကောင်ပဲပျောက်သွားတယ်အဲ့ဒီပျောက်သွားတဲ့တကောင်ကိုဘာဖြစ်လို့လိုက်ရှာရတာလဲဘာကြောင့်လဲသိလားအဲ့ဒီတကောင်ကဗိတ်သိမ်းနဲ့ပြည့်နေတဲ့တကောင်မို့လို့ကျန်တဲ့96ကောင်ကလိမ်ပါတယ်ကျန်တဲ့96ကောင်ကသူကလမ်းမလွဲဘူးအမြဲတမ်းပဲသူ့နေရာမှာသူ့ position လေးမှာသူအေးဆေးပဲသူ okay တယ်သူမိသားစုအတွက်သူ okay တယ်ဒါပေမဲ့သူတပားအတွက်အသီးတီးဖို့ရန်အတွက်အဲ့တရားမှာတကောင်တော့သူကအသီးတီးမယ်ဆိုတဲ့အရာကိုသိရင်တကောင်မှာဒီသူတကောင်ကလူအယောက်1000ကိုဘုရားသခင်ရှေ့မှာခေါ်ဆောင်လာမဲ့သူဖြစ်တယ်ဆိုတဲ့ဟာကိုသိရင်ဘုရားကဘလောက်ပဲသူလမ်းမာပြီးမှဘယ်လိုကြောင်တွေကိုပဲရောက်ပါစေအဲ့ဒီ96ကောင်တော့တိုးကိုထားပြီးတော့အဲ့ဒီပျောက်တဲ့တိုးတကောင်ကိုရှာတယ်တဲ့ဒီနေ့အဲ့ဒီတိုးတကောင်ကတင်နဲ့ကျွန်တော်ဖြစ်တယ်တင်နဲ့ကျွန်တော်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူဒါမရွေးချယ်ဘူးသူဒါကျွန်တော်တို့ကိုမရှာခဲ့ဘူးဆိုလို့ဒီနေ့ဒီနေရာမှာမတ်တရက်ပြီးမှတရားဟောစရာအကြောင်းလုံးဝမရှိဘူးဒါဒီနှုတ်ကပတ်တော်ဟာကျမကိုအခုအတစ်လက်ဆက်ဆက်ဒီမနေ့မှဝိညာဉ်တော်ဘုရားဖွင့်ပြတဲ့အရာဖြစ်တယ်ငါဘာဖြစ်လို့မင်းကိုလိုက်ရှာရတယ်လဲမင်းဘလောက်ပဲစိုးနေပါစေမင်းကငါရွေးကောက်ထားတာဘလောက်ပဲကြာကြာမင်းငါကိုဘလို့မှဂယုမဆိုင်ဘူးမင်းရဲ့ focus ကတမျိုးငါမင်းကိုရွေးကောက်ထားပြီမဲ့မင်းလမ်းကလွဲမြဲလွဲတယ်မင်းယုံကြည်ခြင်းကမားမြဲမားတယ်မင်းစာငတ်နေတဲ့အရာကအေးတိုးလို့ပဲအယမ်းစာနေတဲ့အခါမှာပေးတစ်ခွက်နဲ့လေးကျင်တဲ့စိတ်ပဲရှိတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ရဲ့တက်တာမှာစားလောင်းတယ်တချို့ကပတ်စံရဖို့အတွက်အယမ်းစားတယ်တချို့ကအကျဉ်းနာဂယုနာအချစ်ကိုရဖို့ရန်အတွက်အယမ်းစားတယ်အဲ့ဒီစားတဲ့အရာနဲ့ပဲတင်ကလမ်းလွဲနေပြီမဲ့ငါတင့်ကိုလက်မလွတ်ခဲ့ဘူးအဲ့ဒီမင်းကဘာဖြစ်လို့လဲဆိုရင်ငါအသက်ပေးတဲ့အထိမင်းကိုရှာတယ်ဘာဖြစ်လို့လဲမင်းဟာလူ1000ကိုအကျိုးပေးမဲ့လူဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ငါမင်းကိုလက်မလွတ်နိုင်ဘူးကျန်တဲ့လူကလိမ်ပါတယ်ကျန်တဲ့လူကပြောစကားနားထောင်တယ်ကျန်တဲ့လူကခိုင်းတဲ့အလုပ်ကိုခိုင်းတဲ့အတိုင်းပဲလုပ်တတ်တယ်ငြိမ်နေတဲ့96ကောက်ကိုငါဝမ်းမြောက်ခြင်းရှိသည်ထက်မင်းကငါတာရွက်လူရှိတယ်ဒါဒီနေ့ကျမတို့ရဲ့အသက်တာမှာလမ်းလွဲသွားတာအယမ်းကြာသွားပြီအဲ့လမ်းလွဲသွားတာအယမ်းကြာသွားတဲ့အခါမှာအောင်းဖေးပါကျွန်တော်ဘယ်ရောက်နေတာလဲကျွန်တော်ဖះเจ้าတော့လာတာပဲကျွန်တော်အမှုတော်တော့ဆောင်းနေတာပဲကျွန်တော်တို့ worship တွေတော့လုပ်နေတာပဲကျွန်တော်အစာတွေတော့ရှောင်နေတာပဲဒါပေမဲ့မင်းလွဲနေတယ်မင်းမားနေတယ်ငါ့ကိုယုံနဲ့ယုံကြည်ခြင်းအရာကမင်းလမ်းမားနေတယ်တကယ်တင်ငါ့ကိုစာငတ်ဒီထက်မင်းစာငတ်တာကမင်းရဲ့အိမ်ထောင်ရေးမင်းစာငတ်တာကမင်းရဲ့ financial မင်းစာငတ်တာကမင်းထင်ပေါ်ကြော်ကြဖို့မင်းစိတ်ကြည်နပ်ဖို့အတွက်ပဲမင်းကမကုံခံစားဖို့အတွက်ပဲမင်းလွဲမြဲလွဲတယ်လူသားငါစီကိုလာတာမင်းရဲ့စိတ်ဝိညာဉ်ကလမ်းကလွဲမြဲလွဲတယ်ဒါပေမဲ့ငါမင်းကိုလက်မလွတ်ဘူးလို့ပြောတာ
ဘာဖြစ်လို့လဲတရားမှာအဲ့ဒီတကောင်တို့တူးကတားလေလူပေါင်းမြောက်များဆိုကိုခေါ်ဆောင်လာမဲ့သူမလို့အဲ့တော့မင်းလွဲပါမင်းဘယ်လောက်ထိလမ်းလွဲနိုင်မလဲအခုနကျမတို့ worship တစ်ချင်းမှာဒီတိုင်းပဲငါမင်းကိုခေါ်ဆောင်တယ်ငါမင်းကိုလမ်းပြအောင်မယ်ငါမင်းကိုဆက်ပြီးမှစိတ်ရှည်အောင်မယ်ငါမင်းကိုဆက်ပြီးမှတွေးဆောင်အောင်မယ်ဘာဖြစ်လို့လဲမင်းက96ခေါင်တော့တိုးနဲ့မတူဘူးမင်းအခုဘလို့မျိုးတဘောမျိုးနဲ့ပဲမင်းအမှုပဲဆောင်နေဘလို့တဘောမျိုးနဲ့မင်းဖျားချောင်းပဲလာမင်းဟာကြံတဲ့96ခေါင်တော့လူရဲ့စိတ်ဓာတ်နဲ့လုံးဝမတူတော့ငါအဖရဲ့နှလုံးသားနဲ့တူတဲ့ငါဟတ်ကိုထိတာကမင်းဟုတ်တယ်ဒါကြောင့်ငါမင်းကိုလက်မလွတ်ဘူးလို့ပြောတာဟာလေလုယာဟာလေလုယာတိတ်ကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်တိတ်တစ္ဆာရှိတဲ့ဖခင်ဖြစ်တယ်ဖျားတခင်ဖွင့်ပြတဲ့အရာတွေကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းရအောင်ဟာလေလုယာအဲ့ဒီကျွန်မစဉ်းစားတယ်အိုးကိုမ96ကောင်တော့တိုးတော်ရှိနေတာပဲကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်မမှာ96ခုတော့ရှိနေတာပဲအဲ့ဒီပျောက်သွားတဲ့တစ်ခုလေးတော့ရှာမနေဘူးကျွန်တော်ကအမြဲတမ်းဥပ္ပခါပြုတယ်အဲ့ဒီအရာကဘာများဖြစ်မှာမို့လို့လဲမဟုတ်ဘူးမိတ်ဆွေအဲ့ဒီတကောင်တော့သူ့အတွက်သူဘလို့ရှာခဲ့တယ်လဲဆိုလို့ရှိရင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်7ကိုကျွန်တော်တို့တစ်ချက်ဖတ်ကြည့်ရအောင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်7မင်္ဂလာပါသူရတော့ဝမ်းသာတယ်နောက်မှလာပြီမဲ့လည်းတရားခင်ကောင်းကြီးပေးပါစေနော်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်7ကိုပြန်ဖတ်ချင်ပါတယ်ငါသည်ကောင်းသောတိုးထိန်လည်းဖြစ်၏ကောင်းသောတိုးထိန်သည်တိုးတို့အဖို့လုံးကမိမိအသက်ကိုစွန့်တက်၏အဲ့ဒီတကောင်သောတိုးကိုရဖို့ရအတွက်လွယ်နဲ့ရှာတွေ့ခဲ့တာမဟုတ်ဘူးနော်အဖို့အခဒါတခါတလေကျရင်ကျွန်တော်တို့ကကျမကိုနိုင်ပါငါ့ကိုဘုရားသခင်ကမတုံးဘူးကွာဘုရားသခင်ကငါ့ကိုမမြင်ဘူးဘုရားသခင်ကကျမရဲ့ဆုတောင်းတန်ကိုနားမညောင်းဘူးဘုရားသခင်ကကျမကိုဂရုမစိုက်ဘူးဘုရားသခင်ကကျမကိုတုံးချင်မှာမဟုတ်ဘူးကျွန်တော်တို့ကိုအဲ့အတွေးအခေါ်ကဝင်စေတယ်ဒါမဲ့မဟုတ်ဘူးအဲ့ဒီပြောင်းနေတဲ့တကောင်ကရဖို့ရအတွက်သူကဘယ်ထဲကိုရောက်နေတာလဲမောင်မိုက်စာရမဏချီနှောင်ထားတဲ့မောင်မိုက်ထောင်ထဲမှာမောင်မိုက်ထဲမှာအန်တွန်းခေးကြရနေရမှာသူ့ကိုခြိထားတာဖြစ်တယ်လွယ်နဲ့ရွေးလို့မရဘူးငွေနဲ့ဝယ်ရွေးလို့မရဘူးတဲ့ပေတရုမှာရေးထားတယ်တင်တို့ကိုပျောက်ပြက်တတ်တဲ့ငွေနဲ့ရွေးထားတာမဟုတ်ဘူးငါရဲ့အသက်ကိုပေးပြီးမှရွေးထားတာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဒီတိုးလေးပျောက်သွားတဲ့တကောင်အတွက်အဲ့ဒီ96ကောင်ကတနည်းပြောမယ်ဆိုဣတိယေလလူမျိုးတွေဖြစ်မယ်အဲ့ဒီတနည်းပြောရင်တကောင်တော့တိုးကတပားသူမျိုးဖြစ်တဲ့တင်တဲ့ကျွန်တော်အတွက်ဖြစ်တယ်အဲ့ဒီအတွက်အဲ့ဒီတကောင်တော့တိုးကလေးအတွက်လွယ်နဲ့ရွေးပြီးမှရယူခဲ့တာမဟုတ်အော်ငါတိုးတွေ့ပြီဟိုအိမ်မှာဟိုလမ်းကြားမှာလွယ်နဲ့အဲ့လိုကောက်ယူခဲ့တာမဟုတ်ဘဲနဲ့ဘယ်လိုမျိုးနဲ့ယူခဲ့တယ်လဲဆိုလို့ရှိရင်အသက်ပေးပြီးမရဏကအထထကာရထားတဲ့တိုင်းအထထချီနှောင်ထားတဲ့ကျိုးဟိုးအန်တွားခိကျရဆိုတဲ့အမောင်ထဲမှာချီထားတဲ့တင်နဲ့ကျွန်တော်ကိုဘာနဲ့ရွေးထားတယ်လဲအဲ့ဒီတိုးတငယ်ရဲ့အသက်နဲ့ပေးပြီးမှရွေးပြီးမှတင်နဲ့ကျွန်တော်ကိုရွေးယူထားတာဖြစ်တယ်တဲ့ဒါကြောင့်တင်ဟာအင်မတန်မှ96ကောင်တော့တိုးနဲ့မတူဘဲနဲ့အဲ့ဒီတကောင်တော့တိုးအတွက်သူရှာရခြင်းဟာတိတ်တန့်ဘူးကြီးလို့ပြောတာဖြစ်တယ်မိတ်ဆွေဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာပြန်လည်ပြီးဆင်ခြင်ကြရအောင်ကျွန်မကိုလည်းဆင်ခြင်တယ်ကိုလည်းဆင်ခြင်တယ်ဘလို့ဆင်ခြင်မိလဲဆိုလို့ရှိရင်တခါလေကြာရင်ကိုကလေလူတွေကကျွန်တော်တို့ကလေကျွန်တော်တို့မျောလင့်ထားတဲ့လူတွေရဲ့ attention မရတဲ့အခါမှာကျွန်တော်တို့မျောလင့်ထားတဲ့လူတွေရဲ့မျက်နှာသာပေးခြင်းမခံရတဲ့အခါမှာကျွန်တော်ရဲ့ business ကပိုပြီးမှ down လာတဲ့အခါမှာငါဟာဘာမှမဟုတ်ဘူးငါဟာသုံးစားလို့မရတဲ့လူတို့ကျွန်တော်တို့ကထင်တတ်တယ်အဲ့လိုထင်အောင်စာတန်ကလှုပ်ထားတာဖြစ်တယ်မဟုတ်ဘူးမိတ်ဆွေဒီနေ့ပြန်ပြီးမှတတိယရအောင်96ကောင်တော့သူ့ကိုထားပြီးမှတင့်ကိုရွေးတာဖြစ်တယ်ဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်ကအချင်းလေးတက်မဟုတ်ဘူးအဲ့ဒီတကောင်တော့သူ့ကတင်ဖြစ်တယ်ကျွန်တော်ဖြစ်တယ်ဆိုတော့စာလံဆရာကပြောထားတယ်139ခုမြောက်သောစာလံကိုကျွန်တော်တစ်ချက်ဖတ်ရအောင်စာလံဆရာကလေဘလောက်တိဖျားတခင်ရဲ့တဘိုးကိုသူတိတယ်လဲဆိုလို့ရှိရင်139ခုမြောက်သောစာလံအပိုက်ငယ်ခွန်ကနေဖတ်ချင်ပါတယ်အပိုက်ငယ်ခွန်ကနေ14အထိရှိမယ်
နော်139ခုမြောက်သောစာလံအပိုက်ငယ်ခွန်ကနေဖတ်ရအောင်ခွန်ကနေကျမတို့14အထိကျမတစ်ချက်ဖတ်ခြင်းနဲ့ဟုတ်ကဲ့ခွန်ကနေဖတ်ရအောင်ကဲအတူတကွကျမနဲ့အတူတကွဖတ်ရအောင်ဝိညာဉ်တော်နှင့်လွတ်ခြင်းအလို့ငါအဘေအရစ်တို့တွားနိုင်ပါမည်နီမျက်နှာပြန်စားရအောင်နော်ဝိညာဉ်တော်နှင့်လွတ်ခြင်းအလို့ငါအဘေအရစ်တို့တွားနိုင်ပါမည်နီမျက်နှာတော်နှင့်လွတ်ခြင်းအလို့ငါအဘေအရစ်တို့ပြေးနိုင်ပါမည်နီကောင်းကင်တို့တက်လင်ကိုတော်ရှိတော်မူ၏မာရနာနိုင်ငံ၌အိယာကိုခင်းလင်ကိုတော်ရှိတော်မူ၏နာနဲ့အတောင်တို့ကိုယူ၍တမုတ်တရားစွန်းနိုင်နေလင်ထိုအရက်၌ပင်ကိုတော်ဤလက်ဒီအကျွန်ုပ်ကိုပူဆောင်လက်ရလက်တော်ဒီဂိုင်လက်ရှိပါလိမ့်မည်အကယ်စင်စစ်မောင်မိုက်ဒီငါကိုဖုံးလွှမ်းမည်ဟုတဖန်ဆိုလီညဒီလည်းအကျွန်ုပ်ပန်ဝန်းကျင်၌အလင်းဖြစ်ပါလိမ့်မည်အကယ်စင်စစ်မောင်မိုက်ဒီရှေ့တော်နဲ့အဘဲအရာကိုမျှမဖုံးနိုင်ပါညဒီနေကဲ့သို့လင်းပါ၏မောင်မိုက်တဘောနှင့်အလင်းတဘောသည်တူပါ၏ကိုတော်ဒီအကျွန်ုပ်ဤကြောက်ကပ်ကိုပင်ဖန်ဆင်း၍အမိဝန်းထဲမှာအကျွန်ုပ်ကိုဖုံးအုပ်တော်မူပြီးအကျွန်ုပ်ဒီကြောက်မဖွယ်သောလက္ခဏာထူးဆန်းသောလက္ခဏာနှင့်ပြည့်စုံသည်ဖြစ်၍ကိုတော်ကိုချီးမွမ်းပါမည်ပြုပြင်တော်မူသောအမှုတို့သည်အိုးပွဲဖြစ်ကြောင်းကိုအကျွန်ုပ်ဤစိတ်ဝိညာဉ်ဤအမှန်တိပါ၏ဟာလေလုယာဒီထိပဲဖတ်ရအောင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကလေကိုအရန်ရှော့တွက်လာပြီလို့ပြောတဲ့အခါမှာဆာလံဆရာကနော်သူ့ကိုသူပြန်အားပေးတာဖြစ်တယ်နော်ငါကထူးဆန်းတော့သူငါဟာအိုးပွဲကောင်းတဲ့သူငါဟာတကောနမိတ်လက္ခဏာနဲ့ပြည့်ဝတဲ့သူမိခင်ရဲ့ကြောက်ကကလေးကိုငါ့ကိုဖုံးလွှမ်းထားပြီးတော့ငါ့ကိုဖခင်ကရွေးချယ်ထားတာငါဘယ်မှမပြေးမလွတ်ဘူးတင်ကရွေးချယ်ထားတဲ့တကောင်ဖြစ်တဲ့အတွက်ကြောင့်တင်ဘေးပြည့်မလွတ်ဘူးလို့ပြောတာတင်အကူအမှုတော့မဆောင်ခြင်းဘူးနော်တင်ဖျားကောင်းမြတ်ကြောင့်မပြောခြင်းဘူးနော်တင်ဆက်လို့ဖို့တင် depression နေဖြစ်နေပြီတင်ရှစ်ဆက်မသွားခြင်းတော့ဘူးမရဘူးတင်ဘယ်မှမပုံးလို့မရဘူးပြောတာအဲ့ဒီတကောင်တော့သူကတင်ဖြစ်နေလို့တင်ကတန်ဖိုးကြီးလို့အားကြီးလို့မင်္ဂလာပါဆရာပေါင်းဟာမင်္ဂလာပါပြည့်တခြင်းဆုံးမယ်နော်ဟုတ်ကဲ့ဆိုတော့ဖျားတခင်ကလေမင်းပြေးကြိုက်တဲ့လောက်ပြေးမာရနာနိုင်ငံမှာမင်းပြေးပုံးမလားပြေးလို့မရဘူးကျမပြေးတယ်18နှစ်တုန်းကဘုရားကိုရွေးမလားပတ်စံကိုရွေးမလားပတ်စံကိုရွေးတယ်လေပေါ့စင်းရတာမကြိုက်ဘူးလေစင်းရတာမကြိုက်ဘူးခက်ခဲတာမကြိုက်ဘူးအကျွေးတပင်တပုံကိုမကြိုက်ဘူးအဲ့တော့ဘာဖြစ်လဲပတ်စံရတဲ့နီးကိုသွားရှာတယ်ပြေးတယ်ပြေးစမ်းရောင်းလာရှာတယ်ပြေးမလို့ဘူးအဲ့ဒါကိုငါတို့တီးပြီဆိုလို့ရှိရင်လေစဉ်းစားကြည့်ချစ်တဲ့ညီကိုမောင်နှမတို့တင်ဘယ်မှမပြေးဖို့မကြိုးစားနဲ့ဘာဖြစ်လို့လဲအဲ့တကောင်တော့တိုးကတင်ဖြစ်နေတယ်တင်ကလူပေါင်းမြောက်များစွာကိုကောင်းကြီးဖြစ်မဲ့လူဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အသက်ကိုမနှမျောပဲတင်အတွက်အသေးခံပေးတာဒါကြောင့်တင်ပြေးစမ်းမနနာနိုင်ငံကိုပြေးမလားတင်ရှိတယ်ဟိုးအထက်မူဝင်းဟင်ရမှာတိန်တဲ့အထက်ထကြားမှာတင်ပုံးမလားအဲ့မှာလည်းဖျားရှိတယ်မင်းပြေးမလို့ဘူးငါရောင်ဆွဲမယ်ပြောတာညီကိုမောင်နှမတို့69ကောင်တော့တိုးကတော့အခုနပြောသလိုသူကတော့ ACC ပဲသူကတော့ခိုင်းရင်လုံမယ်သူကတော့ပြည့်ညက်တရားအတိုင်းလိုက်လျှောက်မယ်သူမိသားစုလေးနဲ့သူပုံမှန်ဆင်ပြေမယ်သူဟာလေးနဲ့သူသွားလာမယ်ဒါပေမဲ့သူအတီးမတီးဘူးတရားမှာတိတ်လျှောက်လောက်ပဲအတီးတီးတာတရားမှာတိတ်လျှောက်ကဖျားကောင်းမြတ်ခြင်းကိုပြောမဲ့လူဖြစ်ရင်တခြားကိုမကြည့်နဲ့ကျမတို့ဝိညာဉ်ဖခင်ကြီးပြတဲ့ဆရာကြီးကိုကြည့်စီးဆွေးပြီးမှ overdrop ဖြစ်ပြီးမှသူတည်တော့မယ်တကောင်မှာတရားမှာတကောင်တော့တိုးဖြစ်နေတော့ဘုရားအသေးမခံဘူးရောင်ဆွဲတယ်အခုကျမတို့ဆရာဖုံးမိလဲဒီတိုင်းပဲနော်သူ့ကိုဘုရားတခင်ကမူးယစ်ဆေးဝါးလွန်ကျူနဲ့သူအုံနောက်တွေတော့အကုန်ပျက်စီးပြီနော်အကုန်ပျက်စီးပြီဘုရားကရှောက်ဆွဲတယ်တေခြင်းလက်ကိုမထားဘူးနေတိုင်းသူအင်းဝင်ကလေးလှုပ်တယ်ဇွန်းတိုင်းမှာသူအင်းဝင်ကလေးလှုပ်တယ်ဘုရားကောင်းမြတ်ကြောင်းဟောတယ်ကေတင်ချင်းဟောတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကတရားတဲကတကောင်ဖြစ်နေလို့
နှုတ်ကပတ်တော်ကြားရတာ accident တက်မဟုတ်ပါဘူးချစ်တဲ့ညီကိုမောင်နှမတို့တင်ဟာတကောင်တည်းတိုးဖြစ်တဲ့အတွက်ကြောင့်စာတန်ကတော့တင့်ကိုတေအောင်နီးမျိုးစုံနဲ့ချုပ်ထားတာအိမ်ထောင်ရေးအစီမပြေအောင်လုပ်မယ်သားသမီးအစီမပြေအောင်လုပ်မယ်ငွေရေးကြေးရေးအစီမပြေအောင်လုပ်မယ် ministry စလိုက်တာနဲ့စိတ်ပြည့်စရာဖြစ်အောင်လုပ်မယ်ဘာလို့မကောင်းစားအောင်အထက်ချီထားတယ်လို့ပြောတယ်ချီစမ်းဘုရားလည်းပြောတယ်ချီစမ်းအဲ့ဒီငါတိုးငါရအောင်ရှာတာပေါ့ငါအသက်ပေးထားတာအဲ့ဒါကိုတိသွားတဲ့ဆာလံဆရာကပြောငါဟာအကျွန်ုပ်ဒီကြောက်မက်ဖွယ်ကောင်းသောလက္ခဏာထူးဆန်းသောလက္ခဏာနဲ့ပြည့်စုံသည်ဖြစ်၍ကိုတို့ကိုချီးမွမ်းပါမည်ပြုပြင်တော်မူသောအမှုတို့သည်အံ့ဩဖွယ်ဖြစ်ကြောင်းကိုအကျွန်ုပ်၏စိတ်ဝိညာဉ်นี่အမှန်တည်တယ်ကျွန်တော်တို့ကိုဘသူကမင်းပါဖြစ်တယ်ပြောပြစရာမလိုပါဘူးမင်းပါဖြစ်မဲ့ prophet ပြုစရာမလိုပါဘူးကိုတည်တယ်ငါဘာလဲငါကောင်းတည်တယ်မင်းဘသူလဲမင်းကောင်းတည်ရမှာမင်းဘသူလဲငါဟန္နာလီစုကဘသူလဲဟန္နာလီစုပဲတီးတက်ရွေးထားတဲ့ special ဘသူနဲ့မှမတူဘူးဘသူလဲအတင်းငါဆိုင်းအင်ကဘသူလဲဆိုင်းအင်ပဲယေရှုရဲ့အသက်နဲ့ရွေးဝယ်ထားတဲ့ဆိုင်းငါ့ကိုလုံးလို့မရဘူးဒါပဲအဲ့ဒီကြောက်မက်ဖွယ်ကောင်းသောလက္ခဏာဖြစ်ကြောင်းကိုတိသွားတဲ့အခါမှာလေစာတန်ကချီလို့မရတော့စာတန်ကလုံးဝကျွန်တော်တို့ကိုလေဖြစ်စီးဖို့ရချီလို့မရအောင်အဲ့လိုဆိုပြောမှာဒါဆိုရင်မင်းကရွေးဝယ်ထားတဲ့သူဖြစ်ရင်မင်းဖျားเจ้าစားတာဒီလောက်ကြာပြီထိုင်ကုန်မှာလူကမပြေဘူးကွာ I don't care အချိန်တစ်ခုမှဘုရားသခင်ကသူ့တိုးတယ်လမ်း on the way မှာအကုန်လာနေပြီဆိုတာငါကောင်းတော့တည်တယ် hallelujah ဒါဆိုမင်းကတကောင်တည်းပဲအဲ့တရားမှာတကောင်တော့သူအသွေးနဲ့ရွေးဝယ်ထားတဲ့သူဆိုမင်း financial ကဘာဖြစ်လို့ overdrop ခဏဖြစ်နေရတယ် I don't care overdrop ပြီး over ခံလာမယ် hallelujah လူဒီမုတ်အပြတ်တက်ရှင်တာမဟုတ်ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ပဲတက်ရှင်တယ်အဲ့တော့ငွေကြီးအရင်တော့ကကျမတို့ overdrop ဖြစ်သွားတဲ့အခါမှာ minus limit ဖြစ်သွားတဲ့အခါကျတို့ကြောက်တယ်မလားဟာငါကြောက်မော့ဖွယ်ကောင်းတဲ့လူဖြစ်တဲ့ဟာကိုတိသွားရင်ငွေဆိုတာကစက်ကူငါအသက်ရှင်နေတဲ့အခါမှာလူအလုံးကောက်ဘုရားသခင်ပေးထားတယ်မင်း overdrop ဘယ်လောက်ဖြစ်နိုင်မလဲဖြစ်စမ်း overdrop ဖြစ် over ခံနိုင်မယ် hallelujah အသင်းတော်မှာလည်းဒီတိုင်းပဲဝိညာဉ်တော်ဘုရားဖွင့်ပြခြင်းခံရတဲ့အခါမှာကိုနဲ့ကျွန်တော်မနေတော့ဒီနေ့ကစပြီးဘုရားရဲ့ဗိတ်သိမ်းနဲ့ကျွန်တော်အသက်ရှင်တော့မယ်ဒီနေ့ကစပြီးမှပေးတစ်ခွက်စာအတွက်နဲ့လဲတဲ့အေးတော့ကျွန်တော်မလုပ်ရအောင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီတင်ကလေယေရှုရဲ့အသက်ကိုပေးပြီးမှရွေးဝယ်ထားတဲ့အထိတန်ဖိုးရှိလို့အဲ့ဒီပေးတစ်ခွက်လို့ပြောလိုက်တဲ့အခါမှာသူကတော့တာအုပ်ကိုလဲလိုက်တယ်ကျွန်တော်တို့ကဘာကိုလဲကြလဲတချို့ကယောက်ျားမိန်းမကိုယောက်ျားသဘောမတူလို့ကိုမိန်းမသဘောမတူလို့စသည်ဖြင့်ခံစားချက်နဲ့အမှုတော်မြတ်နဲ့လဲလိုက်တယ်တချို့ကငွေရေးကြေးရေးနဲ့အမှုတော်မြတ်ကိုလဲလိုက်တယ်ဖယားမျက်မှောက်တော်ထဲမှာမသွားနိုင်တော့ဖယားခိုင်းတဲ့အလုပ်ကိုမလုပ်ချင်တော့ဘူးအဲ့ဒါလဲလိုက်တာဟုတ်တယ်နော်လောကနဲ့လေကျွန်တော်လည်းအချိန်ချင်းစဉ်းစားဘူးတယ်နော်လဲဖို့ရအတွက်ဒါပေမဲ့အဲ့ဒီစားလောင်နေတဲ့အဲ့ဒီအရာကိုအခုအေးတော့ကအဲ့ဒီဘေးကိုစားလိုက်ခြင်းအဖြစ်လဲ तू ထမစားလာဘူးလားစားတယ်ကျွန်တော်ငွေကြေးလေးဒီတိုင်းပဲငွေကြေးနဲ့ဖယားနဲ့လဲမလားငွေကြေးကလုံလောက်ပြီဆိုတာမရှိဘူးလူနေအောင်ပါပဲအဲ့တော့ no ငွေနောက်လိုက်တာငါတိတ်ပင်ပန်းတယ်အဲ့ဒီပေးတစ်ခွက်ရဖို့ရအတွက်လိုက်ရတာခဏရောင်းရတာဟာလားဒါဟုခဏရောင်းလိုက်ကျွန်တော်ရဲ့အချိန်ကိုရောင်းလိုက်ဟာကျွန်တော်ရဲ့ idea တွေကိုရောင်းလိုက်တော်ပြီကွာတော်ပြီတော်ဟာနာတော့တကယ်တော်ပြီဂျေဇုတော်အဖြစ်ငါဟာအောပွေရကြောက်မက်ပွေကောင်းတဲ့ထူးဆန်းသောလက္ခဏာနဲ့ပြည့်ဝပြီးမှအဲ့ဒီ69ကောင်တော့တိုးကိုတော့မှထားခဲ့ပြီးမှရွေးတဲ့အထိငါ့ကိုချစ်ခဲ့တာအဲ့ကြောင့်ဘယ်အချိန်နေဘယ်လိုမျိုးပဲဖြစ်ငါဟာထူးဆန်းပြီးအောပွေကောင်းတဲ့လက္ခဏာဖြစ်တဲ့အတွက်ကြောင့်ငါ့ကိုရွေးချယ်ထားတဲ့ဘုရားအသက်ပေးပြီးမှရွေးချယ်ထားတဲ့ဘုရားကငါအားဖြင့်အသီးသီးလာမဲ့ငါအားဖြင့်လူပေါင်းမြောက်များစွာကောင်းကြီးဖြစ်မယ်ဆိုတဲ့အရာကို
တိတာဖြစ်တဲ့အတွက်ကြောင့်မင်းပြေးစမ်းပါတဲ့ငါတူရဲ့မင်းပြေးစမ်းပါမရဏကိုပြေးမလားမင်းဟိုးအထက်ဝိဟင်ကိုပုံပြေးမလားမင်းပြေးစမ်းပြေးမလို့ဘူးမင်းဟာငါပိုင်တဲ့ထဲကလူစာတန်ကိုဒီလိုပဲကြွေးကြော်လိုက်ပါကျွန်တော်တို့တော်တော်များများကလေကျွန်တော်တို့ရဲ့အထက်လူကြီးတွေကျွန်တော်တို့ထက်ချမ်းသာတဲ့သူကျွန်တော်တို့ထက်ဩဇာအာဏာကြီးတဲ့သူကျွန်တော်တို့ထက်ဗိတ်သိက်ရှိတဲ့လူတွေရဲ့အားပေးခြင်းကိုပဲကျွန်တော်တို့ရှာတယ်နော်ဒါဝိကကိုပဲအားပေးတာရဖန်ရခါလောက်ပဲသူတပားအားပေးလို့ရတာကိုကအသက်ရှင်နေတာနေ့တိုင်းကိုနဲ့ကိုကတိုက်နေတာဒါကြောင့်ရှင်ပေါလုကပြောတယ်လေသူဇာတိနဲ့သူနဲ့နေ့တိုင်းဖိုင်နေရတာအဲ့တော့ तू ကဘာပြောလဲသူတိုက်ရင်းနဲ့ငါအရင်ယေရှုခင်မရခင်တုန်းကငါရဲ့ဗိညာမင်ဆိုတဲ့အမျိုးငါပညာတတ်ဆိုတဲ့အရာအားလုံးကိုယေရှုကိုရသွားတဲ့အခါငါမစင်လို့ပဲမှတ်တယ်ပြီးခဲ့တဲ့အရာအားလုံးပြီးသွားပြီငါပန်းတိုင်ကိုငါအရောက်သွားမယ်ကိုကိုပြန်ခွန်အားပေးတာဘာကြောင့်လဲဆိုရင်ရှင်ပေါလုရဲ့ဒီကျမ်းပယ်ထဲမှာလေ့လာကြည့်မယ်ဆိုရင်လေသူကလေသူတပားကိုနမိတ်လက္ခဏာပြုတာသူကသူ့မှာစူးရှိတယ်လို့ပြောတဲ့အခါတချို့ကျမ်းသက်စကောလာတွေကပြောတရားဟောနေရင်တခါလေထလဲပဲမှာဝယ်ယူထပြန်တဲ့ချိန်လေးရှိတာသူများကိုတေခြင်းကနေဥတုခုဆိုတဲ့လူလေသုံးထပ်တိုက်ကနေပြုတ်ကျသွားတဲ့အခါမှာသူအသက်ရှင်အောင်လုပ်နိုင်တယ်နတ်ဆိုးတွေကိုမောင်းထုတ်နိုင်သူ့ထဲမှာရှိတဲ့ဇူးကိုသူမထုတ်နိုင်တဲ့အခါမှာသူလဲဖိုက်ရတယ်ဒါမဲ့သူပြောတာငါကျူးမဆိုင်ဘူးငါရဲ့ကိုခန္ဓာကတနစ်ပြီးတနစ်ဆိုးရုပ်လာတယ်တဲ့ဒါမဲ့ငါအတွင်းရဲ့လူကတနစ်ပြီးတနစ်ငါခိုင်ခန့်ခြင်းရှိလာတယ်သူပြန်အားပေးတယ်ဒါဝိဇိကလကမီးလောင်သွားတဲ့အခါမှာလူ400တော့သူတွေကသူ့ကိုခဲနဲ့ပြစ်ဖို့လုပ်တဲ့အခါမှာသူဘာလုပ်လဲဒါဝိမူကထာဝရဘုရားဘက်ကိုလှည့်ပြီးတော့သူပြန်အားပေးရတယ်ယနေ့ကျွန်တော်တို့လည်းရက်တန့်သွားတော့တင်းဦးစရာအားပေးတဲ့ဟာတွေကျွန်တော်တို့ရဲ့အထက်ကခဏကျွန်တော်တို့ကိုယောက်ျားအားပေးတဲ့ဟာကိုမိန်းမအားပေးတဲ့ဟာကိုမောင်နှမအားပေးတဲ့ဟာကိုပဲခံယူတာရက်တော့မင်းဘာဖြစ်တယ်ဆိုတဲ့ဟာကိုကျမ်းစာကကဘာဦးကနေဗျာတိတ်ထိရေးပေးထားတာငါဟာတရားမှာတကောင်တော့သူဖြစ်တယ်အဲ့ဒီငါကိုငါဘေးချိန်နေပဲရောက်အခုငါငွေရေးကြေးမအောက်ဆုံးရောက်နေတယ် no ငါတခင်ငါကိုလာရှာမယ်ယုံရမယ်အခုကျွန်တော်ရဲ့ ministry ကတိုးပွားခြင်းမရှိဘူးအောက်ဆုံးကိုရောက်နေတယ်အသေးအပွင့်မတွေ့လာသေးဘူး no သူ့အတင်းတော်ကို तू ကတီဆောက်မယ် तू ငါ့ကိုလာရှာမယ်ငါယုံတယ်ငါပြေးမလို့ဘူးငါ့ကို तू ခေါ်ထားတာအသက်ပေးပြီးတော့ခေါ်ထားတာလူအပေါင်းကောင်းကြီးဖြစ်ဖို့ तू ကဲတော့ကျွန်တော်တို့ကိုဘာဖြစ်လို့ခေါ်တယ်သိလားအဲ့ဒီတကောင်တော့ तू ဘာလို့ရှာလဲသိလား तू နဲ့ तू လို့ယေရှုရဲ့တပည့်ငါတပည့်ဖြစ်စေပါယေရှုကဒါဆို तू ဘာလုပ်လဲ तू နဲ့တွေ့တဲ့သူတိုင်းလွတ်ချင်းရတယ်သူနဲ့တွေ့တဲ့သူတိုင်းကောင်းကြီးဖြစ်တယ်အဲ့လိုမျိုးသူ့နေရာမှာကျွန်တော်တို့ကိုခေါ်ထားတာကျွန်တော်ရဲ့စကားတခွန်းအားဖြင့်သူတစ်ပါးလွတ်ချင်းရဖို့ကျွန်တော်ရဲ့ဆုတောင်းပေးခြင်းအားဖြင့်သူတစ်ပါးရဲ့ပိတ်ဆို့နေတဲ့ကောင်းကြီးတွေကိုဖွင့်ပေးဖို့သူနီးသူဖြစ်တဲ့သူဟာတိတ်ရောက်ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတယောက်ကတင်းနဲ့ကျွန်တော်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်သူလုံးဝလက်မလွတ်ဘူးလို့ပြောတာရောက်အောင်ရှာတယ်လို့ပြောတာကျန်တဲ့သူတွေကအဲ့တော့69ကောင်တော့ဖြောက်မှတ်ပြီးမှလမ်းမယွင်ခြင်းမရှိတော့69ကောင်တော့တိုးတွေကိုကောင်းကင်တမန်တွေဝမ်းမြောက်ခြင်းရှိသည့်ထက်ထိုးတကောင်တော့တိုးကိုတွေ့တဲ့အခါမှာကောင်းကင်နိုင်ငံသားတွေကဝမ်းမြောက်ကြတယ်တဲ့။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီတယောက်အဖြစ်လူသိန်းတန်းနဲ့ချီကောင်းကင်နိုင်ငံကိုခေါ်ဆောင်လာတော့မှာမို့လို့လူသိန်းနဲ့တန်းနဲ့ချီကောင်းကြီးဖြစ်မှာမို့လို့အဲ့တော့အဲ့တကောင်ကိုသူကရအောင်ရှာတာဖြစ်ပါတယ်။ချစ်တဲ့ညီကိုမောင်နှမတို့ကျမဒီလိုဟောပြောနေတာဟာလူတွေကိုဂျင်းနဲ့စီခြင်းလို့လူတွေကိုတက်တာရစီခြင်းလို့ဖွင့်ပြတာမျိုးမဟုတ်ဘဲနဲ့ကျမကိုနိုင်ကိုကဖွင့်ပြခြင်းခံရတာဖြစ်တယ်ငါသမီးတင်ဘလောက်ထိငြင်းငြင်းထိုင်နေအောင်ပါလဲဘယ်လောက်ထိတင်ကအအိုးဖွယ်ရာထူးဆန်းသောနမိတ်လက္ခဏာနဲ့ပြည့်ဝတဲ့သူဖြစ်ကြောင်းကိုတင်မတိဘဲနဲ့တင်ဘလောက်ကြာကြာရှောင်ပြေးပုံးနေအောင်ပါလဲတင်ဘလောက်ကြာကြာဒီလိုညင်းငွေတဲ့ဘဝကိုတင်အိပ်ပျော်စရာကောင်းတဲ့ဘဝကိုတည်ဆက်နေအောင်မလဲထားတော့တင်းကငါအသက်ပေးပြီးမှရွေးထားတာတင်းကငါရောင်းရှာထားတာ
ဟိုးကလေး3ယောက်အမေဆိုတဲ့ဟိုးရန်ကုန်မြို့ကြီးမှာဟိုးမယုံကြည်တဲ့အိမ်ထောင်ဘက်ရဲ့လက်ကနေငါရောက်အောင်ယူပြီးမှငါခေါ်တုံးထားတာဟိုးနော်ကဘာရဲ့အစွန်စွန်းဖြစ်တဲ့နော်အစွန်စွန်းကနေငါမင်းကိုခေါ်လာခဲ့တာဒီနေရာမှာငါမင်းကိုခေါ်လာခဲ့တာငါမင်းနဲ့အမှုပြုဖို့ဖြစ်တယ်အဲ့တော့မင်းဘလောက်ကြာရှောင်ပြေးအောင်မလဲမင်းဘလောက်ကြာညင်းပေအောင်မလဲမင်းဘလောက်ကြာငါ့ကိုညင်းဝင်အောင်လုပ်အောင်မလဲပြေးစမ်းငါကမင်းကိုရောက်အောင်ရှာတာချစ်တဲ့ညီကောင်မောင်နှမတို့ဒီနေ့ဒီနေ့ကျွန်တော်ကိုဒီလိုနီးနဲ့ရောက်အောင်ရှာထားတာဖြစ်ပါတယ်တင်းရဲ့ financial ကိုခိုးယူခဲ့တဲ့မာရဏကိုဒီနေ့ကစပြီးအမိတ်ပေးလိုက်ပါငါ့ကိုမဆန်းနဲ့ငါဟာအောပွဲရကြောက်မဲ့ဖွယ်ထူးဆန်းတော့နမိတ်လက္ခဏာနဲ့ပြည့်ဝတဲ့သူဖြစ်တယ်ယေရှုရဲ့အသွေးနဲ့ရွေးဝယ်ထားတဲ့သူ့တိုးဖြစ်တယ်အသက်ပေးတဲ့အထိငါ့ကိုချစ်တယ်ငါ့ကိုထိရင်ငါဘုရားကိုထိတာဖြစ်တယ်နောက်ကျမ်းတစ်ပိုက်ကိုဖတ်ပြီးမှကျမတို့အဆုံးသတ်ရအောင်စာလံ120ခုမြောက်သောစာလံအပိုက်ငယ်1ကနေ8ကိုဖတ်ရအောင်120ခုမြောက်သောစာလံအပိုက်ငယ်1ကနေဖတ်ရအောင်1မှ8Hallelujah, hallelujah, hallelujah, hallelujah. တိတ်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်။ကျွန်တော်တို့ဘုရားသခင်ကသူ့ရဲ့မျက်စံတော်အနေနဲ့ကျွန်တော်တို့ကိုစောက်ရှောက်ထားတာဖြစ်တယ်။အတူတကွဖတ်ရအောင်။ငါကိုမဆန့်ခြင်းအကြောင်းဒီပေါ်ထွက်ရတော့တောင်ရိုးတို့ငါမျောကြည့်၏။ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူတော့ထာဝရဘုရားထံတော်မှငါကိုမဆန့်ခြင်းအကြောင်းဒီပေါ်ထွက်ရ၏။တင်းဤချေကိုချောစီခြင်းကအခွင့်ပေးတော်မမူတင်းကိုစောက်တော်သူသည်အိတ်တော်မမူအကယ်စင်စစ်ဣတိလအမျိုးကိုစောက်တော်သူသည်ငိုင်မီအိပ်ပျော်ခြင်းရှိတော်မမူထာဝရဘုရားသည်တင့်ကိုစောက်တော်မူ၏ထာဝရဘုရားသည်တင်းဤလက်ရဘက်၌ရှိတော်တင်းခိုးလို့ရအရေးဖြစ်တော်မူ၏နေ့အချိန်၌နေ့အားဖြင့်၎င်းညအချိန်၌လအားဖြင့်၎င်းအထိခိုက်မရှိရထာဝရဘုရားသည်မကောင်းသောအမှုရာအလုံးစုံတို့ကိုကွဲကာ၍တင်း၏အတက်ကိုစောက်တော်မူလိမ့်မည်ထာဝရဘုရားသည်တင်း၏ထွက်ခြင်းနှင့်ဝင်ခြင်းတို့ကိုယခုမှစ၍အစဉ်မပြတ်စောက်တော်မူလိမ့်မည်အာမင်ချစ်တဲ့ညီကိုမောင်နှမတို့တင်းနဲ့ကျွန်တော်ဟာဘုရားသခင်ရဲ့မျက်စံတော်ကဲ့သို့ဘယ်တော့မှသူအိပ်ပျော်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ရဲ့ဝင်ခြင်းထွက်ခြင်းကိုယနေ့မှစပြီးအစင်းသူစောင့်ကြည့်နေတယ်ဆိုတဲ့ဟာကိုယုံရမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဘယ်လိုယုံရမှာလဲငါဟာအသက်ပေးတဲ့အထိငါ့ကိုရွေးဝေထားတာဖြစ်တဲ့အတွက်ကြောင့်ငါ့ကိုဘုရားသခင်ကရှာတွေ့ထားတာဖြစ်တဲ့အတွက်ကြောင့်ဘယ်အရာမှကြာငါ့ကိုချုံနှောင်လို့မရဘူးဘယ်အရာမှကြာငါ့ကိုချီနှောင်လို့မရဘူးအကျွေးဆိုတဲ့အရာငါ့ကိုချီနှောင်လို့မရဘူးအိမ်ထောင်ရင်းကနေညင်းစေခြင်းကငါ့ကိုချီနှောင်လို့မရဘူး ministry မှာအောင်မြင်လို့မရအောင်ငါ့ကိုချီနှောင်လို့မရဘူးအသက်တာမှာငါ့ကိုမတရားတော့မေထုံကနေလွတ်မြောက်လို့မရအောင်ချီနှောင်လို့မရဘူးငါဟာ96ခေါင်တော့တိုးကိုထားပြီးတော့တကောင်တော့တိုးအလေလွင့်ဘယ်လိုပဲလေလွင့်ပါစေငါတခင်ဟာငါ့ကိုရအောင်အသွေးနဲ့ရွေးဝယ်ထားတာဖြစ်တဲ့အတွက်ကြောင့်ယနေ့ကစပြီးငါရဲ့ဝင်ခြင်းထွက်ခြင်းငါရဲ့လှုပ်ရှားမှုတွေမှာမအိမ်ငိုက်ပဲအစင်ငါနဲ့အတူရှိပေးတာဖြစ်တယ်ငါသားသမီးကိုအစင်ဆောက်ရှောက်ပေးနေတယ်ငါအိမ်ကိုအစင်ဆောက်ရှောက်ပေးနေတယ်ငါရဲ့တက်တာကိုအစင်ဆောက်ရှောက်ပေးနေတယ်ငါရဲ့ business ကိုအစင်ဆောက်ရှောက်ပေးနေတယ်ငါရဲ့ပညာရေးကိုအစင်ဆောက်ရှောက်ပေးနေတယ်ငါကိုဘယ်ဒူးမှထိခိုက်လို့မရအောင်ငါဟာအဲ့ဒီတရားမှာတကောင်တော့တူဖြစ်လို့ဖြစ်တယ်ဆိုပြီးမှယုံကြည်ခြင်းနဲ့ကျွန်တော်ကြွေးကြော်ဖို့ရအတွက်ဒီနေ့ဒုက္ခပတ်တော်ကျမကိုဒီလိုဖွင့်ပြခြင်းခံရတာဖြစ်ပါတယ်ချစ်တဲ့ညီကိုမောင်နှမတို့တင်ဟာဒီနေ့ဒီနှုတ်ကပတ်တော်ကို online ကနေကြားရတာပဲဖြစ်ဖြစ်ဒီနေရာမှာရောက်လာဖြစ်ကြားရတာပဲဖြစ်ဖြစ်တင်ဟာ96ကောင်ဆိုတဲ့တင်းရဲ့ရှေ့မှာလိမ်မာပါတယ်တင်းရဲ့ရှေ့မှာအောင်မြင်နေပါတယ်ဆိုတဲ့သူထက်အောဘွေရထူးဆန်းပြီးဘုရားဘုန်းကိုထင်ရှားမှာတင်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်တင့်ကိုဘယ်တော့မှလက်မလွတ်ဘဲနဲ့တင့်ကိုအသက်ပေးပြီးမှရှာထားတဲ့ဘုရားဖြစ်ကြောင်းကိုဒီနေ့နှုတ်ကပတ်တော်နဲ့ကျွန်မခွန်အားပေးချင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီနှုတ်ကပတ်တော်ကြားရတဲ့တင်နဲ့ကျွန်တော်အရောက်ချစ်စီတိုင်းဟာ
အိုးပွဲထူးဆန်းသောနမိတ်လက္ခဏာနဲ့တကယ်ပြည့်ဝတဲ့သူဖြစ်တယ်ဘယ်ရမဆိုရေးရေးဝုန်းဝုန်းရင်ဆိုင်ပါဒီနေ့ကစပြီးကြွေးကြော်ပါဘယ်တော့မှစိတ်သက်မကြပါနဲ့ယခုအချိန်လေးမှာတင်းကြကြနေရမှာမဟုတ်ဘူးတင်းတခင်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလေးကအသက်ပေးပြီးတော့မာရဏစီကနေတင့်ဝိညာဉ်ကိုရွေးယူခဲ့တယ်တင်းရဲ့စိတ်တင်းရဲ့ခန္ဓာကိုဆက်ပြီးမှရွေးနှောက်အောင်မဲ့ဖျားဖြစ်ချောင်းကိုချီးမွမ်းခြင်းနဲ့ဒီနေ့ကစပြီးကိုယ့်ရဲ့ဖြစ်ခြင်းကိုတိကြပါစို့လို့ဒီနှုတ်ကပတ်တော်လေးနဲ့အရောက်ချင်းစီတိုင်းကိုတိုက်တွန်းခွန်အားပေးချင်တာဖြစ်ပါတယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ